မင်္ဂလာပါရှင် Source Voice Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ထမှန်တောင်ကိုရေးသားထားတဲ့မဟာပုံနကဆိုတဲ့စာစဉ်တွေကဆိုးမိုက်တေလီလူပေတပေါင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ရှင်ဇာတ်လမ်းလေးမစတင်ခင် channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်နော်ဇာတ်လမ်းလေးကိုနားဆင်ခံစားပေးကြပါအောင်ရှင်နေပူရှိန်ပြင်းထန်လွန်းနေတဲ့နေ့လယ်ခင်းအချိန်တစ်ခုတည်းညောင်ကန်ရွာအနီးကလမ်းမစီမှာညောင်ကန်ရွာကတပေါင်းဆိုတဲ့လူငယ်နဲ့ရွာနီးချင်းကန်ကြီးရွာဘက်ကလူကြီးလူငယ်ရောရောထွေးထွေး9ယောက်တို့လက်ထဲမှာတုတ်တွေကင်ရင်အပြိုင်အဆိုင်ရိုက်ပွဲဖြစ်နေကြတယ်။ရိုက်ပွဲက9ယောက်နဲ့1ယောက်မို့ညောင်ကန်သားတပေါင်းဘက်ကတီတီတာတာအေးနေပြီးအရိုက်ခံနေရပါတယ်။ဒါပေမဲ့လည်းတပေါင်းကတစ်ချက်မတွန့်ပါသူတကောလုံးစီကိုအပြင်းအထန်ကြရောက်နေတဲ့ရိုက်ချက်တွေကိုမဖြုံတန်းအန်တုပြီးတစ်ဖက်ကလူ9ယောက်ကိုတံပြန်ရိုက်နှက်နေလေတယ်ခွေးမသားကိုအသေးတက်ဆန်းကွာဒီလူဝါးဝါလုံးနဲ့အကောင်ကိုမှတ်လောက်သားအောင်ရိုက်ပြကြစမ်းပါဟာဟုတ်ပါကွာတစ်ဖက်ကနေတို့ရွာကိုတကောင်နဲ့လူတွင်ကျဲလှုပ်ပြီးတို့ရွာသူကိုသွေးရိုးဆန်းစော်ကားတဲ့ကောင်နာနာသာတမဟိခေါင်းကိုတော့မရိုက်နဲ့တေသွားနိုင်မယ်ကန်ကြီးရွာသားများကနှုတ်ကမကြောက်မနာတာဆဲဆိုရင်တပေါင်းကိုရိုက်လေတယ်ခွေးမသားကြီးတွေမင်းတို့ကအရင်ဦးဆုံးငါရွာကိုစော်ကားတာလေကွာဒါကြောင့်ငါကမင်းတို့ကိုလက်တုံပြန်တာတပေါင်းကလည်းမခေအရိုက်ခံနေရတဲ့ကြားကနေပြန်ဆဲတယ်တစ်ဖက်ကလည်းနင့်နင့်တဲတဲကိုရိုက်ကြတယ်ထူဆန်းတာကဒီလောက်ရိုက်နှက်ခံရပေမဲ့တပေါင်းစီမှာကွဲပြဲသွေးယိုထွက်မှုတစ်စက်ကလေးတောင်ရှိမနေခဲ့ဘူးမကြလိုက်တဲ့အချိန်မှာတော့ညောင်ကန်ရွာဘက်ကလူတအုပ်ကဒုတ်တွေကင်ပြီးပြေးလာကြတယ်။အမှကန်ကြီးသားတွေတပေါင်းကိုရိုက်နေတာ။ဟဲ့ကောင်တွေတို့ရွာသားကိုထိတဲ့ကောင်တကောင်မှအရှင်မထားနဲ့ကွာအသေးသာဝင်ရိုက်ကြ။ညောင်ကန်သားတို့ကရိုက်ပွဲစီကိုဝင်ရောက်လာကြတယ်။အင်အားကများပြတော့တစ်ဖက်ကကန်ကြီးသားတို့ဘက်ကချက်ချင်းကိုပဲအေးနေရပြီ။အခြေအနေမဟန်မှန်းသိရတော့ကန်ကြီးသားတို့ကတပေါင်းလိုပေးမခံဘူး။နောက်ကြတဲ့ခြေထောက်တစ်စပေါင်းလို့သတ်မှတ်ရင်းသူတို့ရွာဘက်ကိုပြေးကုန်ကြတော့တာပါပဲခွေးမသားတွေကွာသူတို့အင်အားတာတော့ရိုက်တာမှစီးလို့ဟုတ်ပါကွာသူတို့ကလည်းခံရကောပြေးတာမှတန်းလို့ပဲညောင်ကန်သားတွေကပြေးသွားကြတဲ့ကန်ကြီးသားတွေကိုလှမ်းကြည့်ရင်ဟာတိုက်လှောင်ပြောင်ကြတယ်ရေမောကြတယ်ကန်ကြီးသားတို့လည်းအဝင်းကိုရောက်တော့နောက်ပြန်လှည့်ကြည့်ပြီးညောင်ကန်သားတို့ကိုလက်သီးလက်မောင်းတန်းရင်လိုက်ခဲ့ကြဖို့စိန်ခေါ်တယ်အစင်အဆက်မတည့်ခဲ့တဲ့ဘေးချင်းကဲ့ရွာနေရွာဟာအမြဲလိုဒီလိုပါပဲရန်ဖြစ်ကြတယ်ပြီးရင်မတဲ့အတူနေမမြင်ချောင်းကြည့်ဆိုသလိုပဲကန်ကြီးသားရှိရာကိုညောင်ကန်သားကလာသလိုညောင်ကန်သားရှိရာကိုလည်းကန်ကြီးသားကလာတတ်တယ်အခုနောက်ပိုင်းမှာတော့လူကြီးများကပြန်လဲတစ်မြတ်ဖို့စ조사နေကြပေမဲ့လူငယ်တွေကတော့အခွင့်ရှိကအခုလိုထိုးနှက်ချနေစေပဲတပေါင်းမင်းရရလားကန်ကြီးသားတွေကိုလှောင်ပြောင်နေကြတော့တပေါင်းကဒီဘက်မှာရရင်သူ့တန်ရာတွေကိုကြည့်နေတယ်တပေါင်းအနာကိုတာအေးကရောက်လာပြီးမေးတယ်မင်းငါလဲငါအကြောင်းမသိတာကြာနေတာပဲငါဘာမှမဖြစ်ဘူးတပေါင်းစကားအဆုံးမှာတာအေးကမယုံတင်ကားနဲ့ခြေစကောင်းဆုံးကြည့်လာတယ်9ယောက်တယောက်ကိုလှိမ့်နေအောင်အရိုက်ခံထားရတဲ့တပေါင်းစီမှာဒဏ်ရာဆိုလို့ပုံပဲ့ရလောက်ပဲရှိနေတယ်တပေါင်းရာမင်းကတော့အများပြောသလိုပဲအော်ချမယ်ဆိုလဲချရလောက်ပါတယ်ဒီလောက်ရိုက်ခံရတာတောင်ဘာမှမဖြစ်ဘူးဆိုတော့လေဒီနေရာမှာငါသာဆိုရင်တော့ဒီအချိန်ဆိုရေချိုးခံနေရလောက်ပြီဟာတာအေးစကားကြောင့်တပေါင်းရေလိုက်မိတယ်ဒီအချိန်မှာပဲကန်ကြီးသားတွေကထွက်သွားကြပြီပွဲခံလှောင်ပြောင်နေကြတဲ့ညောင်ကန်သားတို့လည်းတပေါင်းရှိရာကိုရောက်လာကြတယ်တပေါင်းဘာဖြစ်သွားသေးလဲဘာမှမဖြစ်ဘူးကိုကြီးအော်တာအေးကိုဖြစ်လို့ပဲဘာမှမဖြစ်ဘူးဖြေတဲ့တပေါင်းကိုကိုအော်ကစူးစမ်းကြည့်တယ်ဘာမှမဖြစ်စိတ်ချရတာကိုမြင်မှကျေနပ်သွားဟန်ရှိတယ်ကိုအောဆိုတာကတပေါင်းတို့အတွက်တော့ကာလာသားကောင်းလိုအကြီးအကဲတယောက်လည်းဖြစ်ပါတယ်တကယ်တမ်းတော့ကိုအောကကာလာသားကောင်းမဟုတ်ပါဘူးကာလာသားကောင်းကကိုဆန်ညိုဖြစ်တယ်အခုလူအုပ်ထဲမှာတော့ကိုဆန်ညိုကပါမလာပါမင်းကွာတယောက်ထဲနဲ့ကိုဒီကောင်လေးနဲ့ဘလို့များဖြစ်ရတာလဲကိုအောအမေဆုံးမှာတပေါင်းမျက်နှာကဆက်ဖြည်းဖြည်းဖြစ်သွားရတယ်ဟဲ့ကောင်ငါမေးနေတာကိုမဖြေပဲဘာတွေရွေးနေရလဲဟာအေးလီတပေါင်းမင်းကိုကြီးအောကစိတ်ပူလို့မေးနေတာကိုကြံသူတွေကပါဝိုင်းပြောလာတော့တပေါင်းလဲမျက်နှာဘိုးကိုတက်လိုက်တယ်ကိုအောက
ဟိတ်ကောင်ငါမင်းနေတာကိုဖြေအောင်ဟာတပေါင်းလဲကိုအောကိုအေးဆေးတဲ့အကြည့်နဲ့ကြည့်လိုက်တယ်ကျုပ်သူတို့ရွာထဲကိုဝင်ပြီးကိုနောင်ကင်ပန်းဝါကိုနမ်းလာခဲ့လို့ဗျဟေးတပေါင်းရဲ့အဖြေစကားမှာအားလုံးစီကအာမေဒိတ်တန်တွေထွက်ပေါ်လာရတယ်တပေါင်းကိုအထင်ကြီးတဲ့မျက်လုံးတွေနဲ့လဲဝိုင်းကြည့်ကုန်ကြတယ်အကြည့်ဖြစ်တဲ့ကိုအောကတော့တပေါင်းကိုစိတ်ပူစိုးရိမ်တဲ့အကြည့်တို့နဲ့ကြည့်နေတယ်ဘလို့ဖြစ်တာလဲတပေါင်းရဲ့မင်းဟာကသူ့ရွာကိုမှကျူးကျူးကြော်ကြော်ကိုအောကပဲစကားကိုစတင်လိုက်တယ်တပေါင်းကကျူးကျော်တာမဟုတ်ဘူးကိုအောရဲ့စိန်ခေါ်တို့သွားလို့တာအဲ့ဒီကိစ္စကိုကြုတ်သိတယ်တာအေးကဝင်ပြောတယ်တာအေးကတပေါင်းကန်ကြီးကိုသွားတဲ့အချိန်မှာအတူလိုက်ပါပေးခဲ့သူပါကန်ကြီးသားတို့ကအနောက်ကလိုက်လာပြီးရိုက်လေတော့မှတပေါင်းကိုထားပြီးရွာထဲကိုအကူပြေးခေါ်ပေးခဲ့တာပါမင်းသိရင်လည်းပြောပြစမ်းပါတာအေးရဒီလိုကိုကြီးအော်ရဲ့တမြန်မနေ့မနေ့တုန်းကဖုန်ကြီးကျောင်းသားထွေးမောင်ကပြောတယ်အဲ့ဒီကောင်ကဘာပြောလို့တော့သူကန်ကြီးကျောင်းကိုဆရာတော်နဲ့အတူဆွန့်စားလိုက်သွားတော့တဲ့ကန်ကြီးသားတွေကသူ့ကိုပြောတယ်တဲ့သူတို့ရွာသူနဲ့ကျုပ်တို့ရွာသားတွေမတန်ဘူးတဲ့ဗျာလူမပြောနဲ့ခွေးချင်းဆိုရင်တောင်မှအဆင့်တူမနေဘူးတဲ့တကယ်လို့သာသူတို့ရွာသူကကျုပ်တို့ရွာသားကိုကြိုက်ရင်အဲ့ဒီရွာသူကိုခွေးအမိဖြတ်ပြီးပေးစားပြစ်မယ်တဲ့ဗျာဟာကွာဒီကောင်နေမိုက်ရန်လာကြီးလားဟာတာအေးပြောပြနေတဲ့ကန်ကြီးသားတို့ရဲ့အကြောင်းကြောင့်ကိုအောတောင်မှမခံမရနိုင်တဲ့စကားတွေပွင့်ထွက်လာရတယ်တပေါင်းကအဲ့ဒီကိစ္စကိုမကျေနပ်လို့ညောင်ငံသားကကန်ကြီးရွာသူအညွန့်ဆုံးကိုမှခုပြမယ်ဆိုပြီးဒီမနက်ကသူတို့ရေးစိတ်မှာအဝတ်လာလျှော်နေတဲ့ပန်းဝါကိုရီစားစကားပြောပြီးဖတ်နန်းလာခဲ့တာပဲမင်းနဲ့ကွာစွန်စားလိုက်တာတပေါင်းရာနည်းနည်းပါဗျာဒါနဲ့ဟိုကောင်တွေကမင်းကိုဝိုင်းရနေတာမင်းဘာဖြစ်သေးလဲတပေါင်းကောင်းကိုခါရမ်းလိုက်ပြီးဘာမှမဖြစ်ပါဘူးဗျာသူတို့ရိုက်တယ်ဆိုတာကကျုပ်အတွက်ဖြုတ်ကြိုက်တာလောက်ပဲရှိပါတယ်တပေါင်းအဖြစ်စကားဆုံးမှာတာအေးကလည်းဝင်ပြောလာတယ်ကိုကြီးအောကလည်းဗျာတပေါင်းအကြောင်းမသိတာကြားလို့ဒီကောင်ကရံပွဲတွေလောက်ဖြစ်ခဲ့တာတောင်မှဘယ်တော့မှဘာများဖြစ်ဘူးလို့တော့တာအေးပြောတာဟုတ်တော့လဲဟုတ်ပါတယ်တပေါင်းကရံဖြစ်တိုင်းအထုရိုက်ခံရပေမဲ့ထိတ်ပေါက်ခေါင်းကွဲသွေးထွက်တန်ယူဘယ်တော့မှမဖြစ်တတ်ဘူးတခါတခါဒါကိုကြည့်ပြီးကာယတိတ်တိပြီးနေသလားလို့တောင်ထင်ရတယ်တော်သေးတာပေါ့ကွာဒီကောင်ကငပေမို့လို့တခြားသူသားဆိုရင်တော့ဟိုကောင်တွေဝိုင်းရံတာနဲ့တေတော့တယ်ကိုအောကပြောလိုက်တယ်ဒီတခါတပေါင်းကပြေဝစွာနဲ့ပြုံးလိုက်ပြီးကျုပ်ကပေခြင်းလို့ပေးတာမဟုတ်ပါဘူးဗျာကျုပ်ကကျုပ်ရွာကိုချစ်လို့ပေးတာပါသူ့ပေါ်ပေးတဲ့မှတ်ချက်များကိုတပေါင်းကတုံ့ပြန်တယ်ဒီစကားကြောင့်ပဲကိုအောကိုတိုင်းကလက်သီးလက်မောင်းတန်းမိပြီးအေးကွဒီကောင်တွေတို့ရွာကိုအရင်လာထိတာပဲဟေးဒါမျိုးဆိုရင်တော့ငါလည်းပဲအားပေးတယ်ကွာချတာချကိုအောကစားပြီးတပေါင်းကိုချီကျူတော့ကြံသူတွေလည်းပဲတပေါင်းကိုချီကျူကုန်ကြတယ်သူတို့အတွက်ကတော့ကန်ကြီးရွာနဲ့ပတ်သက်ရင်သူတို့ရွာကတာနေတာကိုပဲလိုချင်ကြတယ်ဒါကြောင့်အခုသူတို့ရွာကတာလွန်လာတဲ့တပေါင်းရဲ့လုပ်ရက်ကိုကန့်ကွက်သူတယောက်တောင်ရှိမနေခဲ့ပါဘူးတပေါင်းနဲ့အသက်က20မပြည့်တတ်သေးဘူးအရက်အမောင်းကယောက်ျားတစ်ယောက်အတွက်အသင့်တင်ရှိတယ်မျက်နှာထားကတီတီကြီးကြီးသားနေမယ်ဆိုရင်ချော်မော်ပြီးအတော့ကိုကြည့်ကောင်းပါလိမ့်မယ်ဒါပေမဲ့တပေါင်းကတော့ဒီလိုမနေဘူးအတော့အစားကရံဖန်ရံခါရှိတတ်ပြီးရံပွဲမကြခဏဖြစ်တတ်တဲ့လူပေလူတေလေးအဖြစ်နေထိုင်တတ်ပါတယ်မိန်းကလေးများကိုတော့တပေါင်းစိတ်ဝင်စားတတ်ပါသူ့ဘဝကိုပေတိအောင်နေပေမဲ့ရိုးရှင်းပြီးအနှောင်ဖွဲ့ကင်းတာကိုတော့အတော်လေးသဘောကျတယ်တေလေးဆိုတာတန်ရောစင်မထားရဘူးဆိုပြီးတပေါင်းကသတ်မှတ်ထားတယ်တပေါင်းရဲ့မိဘများကတော့ဥပလနဲ့ဒေါ်ခင်ခင်တို့ဖြစ်ပြီးရွာမှာတော့ငွေကြေးအတန်အသင့်ရှိကြသူတွေဖြစ်တယ်မိဘနှစ်ပါးကတပေါင်းကိုတိတ်ချစ်ကြတယ်မွေတုံးကအချင်းဆွလွယ်နေမှုကြီးလာရင်ဘရင်ဖြစ်မယ်အကြီးကဲဖြစ်မယ်နောက်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတဲ့နမိတ်ပေါင်းများစွာလဲအဖက်ခံထားကြရတယ်တကယ်တမ်းကြည်လာတော့တပေါင်းကဖတ်ထားတဲ့နမိတ်များနဲ့တခြားစီပဲဘရင်လည်းမဖြစ်အကြီးကဲလည်းမဟုတ်ပဲလူပေလူတေလေးဖြစ်လို့သာပါတယ်ငယ်ငယ်ကလေးကရံဖြစ်တယ်ပြီးတော့ရွာထဲမှာကြက်ခိုးလာဆိုခိုးတယ်အသီးနှံတွေခိုးလာဆိုခိုးတယ်တခါကလည်းအလူပွဲတစ်ခုမှာသူ့တငယ်ချင်းတာအေးကိုကန်လိုက်တဲ့မြင်းကိုလက်စားချေတဲ့အနေနဲ့တန်ချွန်နဲ့သွားထိုးတယ်ဒီလိုငယ်ငယ်ကလေးကစနဲ့နေခဲ့တဲ့တပေါင်းရဲ့ကိစ္စတိုင်းကိုသူ့အဖေဥပလာကအမြဲလိုပဲလိုက်လံဖြေရှင်းရတယ်ဖြေရှင်းပြီးရင်တော့တပေါင်းတို့တိုင်ဖက်ပြီးဥပလာရဲ့ကြိမ်လုံးစာကိုကောင်းကောင်းခံယူရပါတယ်ဒါပေမဲ့လည်းဘလောက်ဆူဆူဘလောက်ပဲရိုက်တပေါင်းကတော့ကာယတိတ်တိပြီးနေသူအလားခက်ပြုံပြုံပါပဲ
ကြာတော့ဥပလာလဲတပေါင်းကိုလက်မြောက်လိုက်ရတယ်အခုလဲတပေါင်းကတာအေးကိုအဖော်ခေါ်ပြီးရွာချင်းမတည့်တဲ့ကန်ကြီးရွာကိုမှတကူးတကသွားပြီးအဲ့ဒီရွာကကိုနောင်ကန်အလှပကေးမပန်းဝါကိုလက်ဆွဲရီးစားစကားပြောခဲ့တယ်ပြီးတော့ပါးကိုလည်းနမ်းခဲ့ပြန်သေးတယ်အစာကပန်းဝါကရုပ်ကလေးလက်ရှိတဲ့တပေါင်းကိုစိတ်ကလေးလဲလဲရှိလို့ဖြစ်ပေမဲ့ပါးကိုနမ်းပြီးချိန်မှာတပေါင်းကကန်ကြီးရွာသူကိုနောင်ကန်ကိုညောင်ကန်သားတပေါင်းကနမ်းပြီးအောင်မွဲခံလိုက်ပြီလို့ထကြွေးကြော်တယ်ဒီကနေပန်းဝါလဲအဆက်ဒေါသထွက်ပြီးရွာကိုပြန်တိုင်တယ်ကန်ကြီးရွာသားတွေကတပေါင်းတို့ရဲ့အပြန်လန်းကိုလိုက်ပြီးရှာကြတယ်ဒီအချိန်မှာတပေါင်းတို့ကကန်ကြီးရွာမှာပဲရှိသေးတယ်ထတော်ကိုဝင်ပြီးထမ်းရည်တောက်တယ်ထတော်ကိုသူတို့ကိုညောင်ကန်သားမှုမချေမငန်ဆက်ဆံတဲ့အတွက်ဒေါသထွက်ပြီးထရင်အိုတွေရိုက်ခွဲတယ်အဲ့ကနေပြန်လာတော့သူတို့နောက်ကိုလိုက်ရင်းညောင်ကန်ရွာနားကိုကြိုရောက်နေကြတဲ့ကန်ကြီးသားတွေနဲ့စုံကြပြီးရိုက်ပုတ်ကြတယ်ဒီကနေပဲဇလန်းအစကရံပွဲကိုစတင်ဖြစ်ပွားကြလေတယ်ရံပွဲပြီးတော့9ယောက်တယောက်အသေးလဲရိုက်ခံထားရပေမဲ့ထူးခြားစွာနဲ့တပေါင်းစီမှာပုံပဲ့ရလောက်ပဲရခဲ့တယ်ကန်ကြီးသားတချို့တော့တပေါင်းရိုက်လို့2ယောက်လောက်ခေါင်းကွဲကြတယ်ရွာကိုပြန်ရောက်တော့သူ့ကိုလာကူတဲ့ကိုအောတို့ကာလာသားများကိုထမ်းရည်ဖို့ပေးပြီးနှုတ်ပိတ်လိုက်တယ်သူကတော့ဟန်မပြတ်နေရင်အိမ်ကိုတောင်တက်မပြန်ပဲကိုမှုံကြီးအင်းဘက်ထဲပတ်လို့ပိုက်ထဲမိနေတဲ့ငါးတွေကိုသွားခိုးတယ်။တာအေးအိမ်မှာငါးတွေကိုချက်စားပြီးညနေဆောင်မှအိမ်ကိုပြန်လေတယ်။နောက်တရက်ကျတော့တပေါင်းရဲ့ရံပွဲကိစ္စနဲ့ပတ်သက်ပြီးကန်ကြီးရွာတကြီးဦးလာကညောင်ကန်ရွာတကြီးဦးဖေမောင်စီကိုစာပို့လို့လှမ်းတိုင်လာတယ်။တိုင်ကြတဲ့စာထဲမှာအဓိကကြတဲ့အကြောင်းကတော့သူတို့ရွာကကိုနောင်ကန်မပန်းဝါကိုလူပြိုစကားပြောပြီးနမ်းသွားခဲ့တဲ့အကြောင်းပဲ။ကျန်တာကတော့ရံပွဲမှာကိုအောတို့ကာလာသားများကသူတို့ရွာသားတွေကိုလိုက်ရိုက်တဲ့အကြောင်းဖြစ်တယ်။တပေါင်းနဲ့တူကိုအောတို့လည်းပဲဒီတိုင်ကြားမှုကြောင့်ကြီးအစီအစီကိုရောက်လာကြရတယ်။တပေါင်းကတော့အတိကအတိုင်ခံရသူဖြစ်ပေမဲ့စိတ်ပူနေဟန်မရှိပဲခက်အေးအေးသာထိုင်နေတယ်။သူ့နောက်မှာတော့ကိုအောတို့ကာလာသားများကရက်နေကြတယ်။သူတို့ကတော့တကြီးထိတ်တုံမိခံရမယ့်အရေးကိုတွေးပြီးရင်ထိတ်နေကြတယ်။တပေါင်းမင်းကိုတစ်ဖက်ရွာကလာတိုင်ထားတယ်။အဲ့ဒီကိစ္စမင်းဘယ်လိုရှင်းမလဲ။တကြီးကတပေါင်းကိုဆူဆူရဲရဲကြည့်ပြီးစတင်ငောက်ငန်းတယ်။ဩဇာကြီးလွန်းတဲ့တကြီးတန်းကြောင့်ကိုအောတို့လူစုကတုံငနေဖြစ်သွားပေမဲ့တပေါင်းကတော့တကြီးကိုအကြည့်အေးအေးနဲ့တိတ်တိတ်ဆိုင်ဆိုင်ပြန်ကြည့်တယ်။သူတို့ကဘလို့တိုင်လို့တော့တကြီးဟာမင်းသူတို့ရွာကိုသွားပြီးလောက်ခဲ့တာတွေကိုတိုင်တာပေါ့ကွာမဟုတ်ဘူးလေတကြီးကျုပ်ကဘလို့လို့သူတို့ကဘလို့တိုင်တာဆိုတာသိချင်တာတဲဒီခွေးမသားကတော့ငါ့ကိုပြန်ပြီးစကားချောင်ပိတ်နေပြန်ပြီအော်တကြီးရဲ့ကျုပ်ကစကားချောင်ပိတ်တာမဟုတ်ပါဘူးကျုပ်လုပ်ခဲ့တာတွေကဘယ်ဟာကိုသူတို့ကတိုင်တာလဲဟိုဥပမာဗျာငါတက်တို့လူစုနဲ့ရိုက်တာကိုလားဒါမှမဟုတ်သူတို့ထတော်မှာထန်းရီအိုသွားခွဲတဲ့ကိစ္စကိုတိုင်တာလားနောက်ပြီးကိုမှုံကြီးအင်းကငါခိုးဖမ်းတာကိုတိုင်တာလားဟာဟိတ်ကောင်မင်းဒီညမိုင်းတော်လိုက်တော့မင်းကိုတိုင်တာကဟိုကောင်မလေးကိုလူပြိုစကားပြောပြီးနန်းတဲ့ကိစ္စကွာတကြီးကရှူရှူရှာရှာနဲ့ပြောတော့တပေါင်းခိကနေရဲမိသွားတယ်ရင်းယူနေနဲ့ဟိတ်ကောင်မင်းကိုအဲ့ဒီကိစ္စနဲ့ထိတ်တုံး3ရက်ခတ်ရလိမ့်မယ်3ရက်တောင်လားတကြီးရအေး3ရက်ဘာလဲနည်းနေသေးလို့လားများလို့ပြောနေတာတကြီးရတကယ်ဆိုရင်ကျုပ်မှာအပြစ်မရှိဘူးတကြီးဥလူပေမျက်ခုံးတွေပင့်တက်သွားရတယ်မင်းကအပြစ်မရှိဘူးဟုတ်လားဟုတ်တယ်လေတကြီးတပေါင်းအဖြေကြောင့်အနောက်ကကိုအောတို့ကာလာသားတွေရေကုန်ကြတယ်တကြီးကဒေါနဲ့မောနဲ့ပြောတယ်ဒီလောက်ကျူးလွန်ထားတာတောင်မှမင်းကအပြစ်မရှိဘူးဆိုတော့ကဲစိုးစမ်းပါဦးမင်းအပြစ်မရှိတဲ့အကြောင်းဟုတ်ကဲ့ကျုပ်ပြောတာကဒီလိုပါတကြီးကျုပ်မှာအပြစ်ကရှိပါတယ်ဒါပေမဲ့အဲ့ဒီအပြစ်ကတစ်ဖက်ရွာမှာပါကျုပ်ရွာမှာတော့ကျုပ်ကအပြစ်မရှိဘူးလို့ပြောတာပါတကြီးဘလို့ပြန်ရှင်းပြစမ်းတပေါင်းရဲ့စကားကြောင့်တကြီးမျက်စိလဲသွားရတယ်ဒီလိုလေတကြီးကပန်းဝါကဒီရွာသူမဟုတ်ဘူးတစ်ဖက်ရွာသူကျုပ်သူ့ကိုနန်းနာကဒီရွာမှာမဟုတ်ဘူးတစ်ဖက်ရွာမှာအဲ့ဒီတော့ကျုပ်အပြစ်ကတစ်ဖက်ရွာမှာပဲရှိရမှာမဟုတ်ဘူးလားတဲဒီကောင်ငါ့ကိုပမမခန့်နဲ့တကြီးပို့လို့ဒေါသထွက်သွားရတယ်ကျိန်ဝါရင်နဲ့နဘေးကကျိန်လုံးကိုဆွဲတော့တကြီးကတော့ဒေါ်ချစ်စိန်ကလှမ်းဆွဲထားရတယ်ကိုဖေမောင်တော်ကတကြီးဖြစ်ပြီးစိတ်လက်မမလှုပ်လို့မရဘူးလေတော့ကိုဗလာတို့မခင်တို့မျက်နှာလိုလည်းရှိသေးတာကိုတကြီးဟင်းကနေစိတ်ကိုလျှော့ချလိုက်ရတယ်တပေါင်းကိုလည်းထပ်ပြီးမေးမြန်းနေလို့အကြောင်းထူးမှမဟုတ်ဘူးဆိုတာကိုသိလေတော့ထွေထူးပြီးဘာမှမပြောတော့ပဲကြားတယ်ကွာဒီတောင်ကိုထိတ်တုံး3ရက်ခတ်ထားလိုက်တော့ဟ
ဟိုးမိတ်ဆွေဟောင်းကြီးနဲ့ပြန်တွေ့ရပြန်ပြီထိတ်တုံးခက်ခံရမယ့်အရေးကိုတပေါင်းကခက်ပြုံးပြုံးမဲ့ရေရွတ်တယ်တကြီးတပီများကတပေါင်းကိုခေါ်ပြီးထိတ်တုံးခတ်လိုက်ကြတယ်တကြီးဥဖေမောင်ကကာလာသားများဘက်ကိုဒေါသမျက်ဝန်းများနဲ့ကြည့်လိုက်တယ်ဟိုကောင်တွေမင်းတို့လည်းပဲဒီငတေကောင်ကိုတိတ်မြောက်မပေးကြနဲ့ကြားတာဟုတ်ကဲ့တကြီးမင်းတို့ကိုအခုတခါတည်းငါပြောပြမယ်ကန်ကြီးနဲ့ငါတို့ရွာကရှေးပဝတ္တနီရွာတွေကိုစပြီးတီထောင်တဲ့ဦးဆန်ကြီးဦးဆန်လေးညီကိုတုံးကလေးကမတည့်ခဲ့ကြဘူးဆိုပေမဲ့အခုချိန်မှာအရှင်ဇနီးရကြောင့်ပြန်တက်ရမယ်အရေးရှိတယ်ဒါကြောင့်တဆိတ်ရှိမင်းတို့သွေးကြွနေကြတာကြက်ကြက်တတိထားဟုတ်ကဲ့တကြီးသွားတော့ကာလာသားများထွက်ခွာသွားကြတယ်ကိုအော်လည်းပဲအနောက်ကနေကုတ်ကုတ်ကလေးလိုက်ပါသွားတယ်အမလေးငါသားလေးထိတ်တုံးခက်ခံရပြန်ပြီလားကာလာသားများပြန်သွားလို့မှမကြသေးဘူးခြံဝါကအတန်ကြလို့တကြီးဥဖေမောင်တို့ကြည့်လိုက်ကြတော့တပေါင်းရဲ့အမေနဲ့အဖေတို့ရောက်လာကြတာကိုတွေ့လိုက်ရတယ်အမေဖြစ်တဲ့ဒေါ်ခင်ခင်ကသူ့သားအတွက်ဝမ်းနဲ့ပက်လက်နဲ့ပြေးလာတယ်အနောက်ကဥပလာကတော့ပုံမှန်ပါပဲဒေါ်ခင်ခင်ကတပေါင်းစီကိုဦးလျားဖားလျားပြေးတန်းသွားပြီးသားကိုဖက်ရင်ငိုချင်းချလေချိန်မှာဥပလာကတကြီးဥဖေမောင်စီကိုတန်းသွားပြီးတန်းလျားမှဝင်ထိုင်နေဘာပြဿနာရှာပြန်ပြီလဲကိုဖေမောင်ဥပလာရဲ့အမေကြောင့်တကြီးဥဖေမောင်လည်းတပေါင်းတစ်ဖက်ရွာမှာသွားမွေခဲ့တဲ့ကိစ္စကိုပြောပြလိုက်တယ်ဒီခါဥပလာကသားဖြစ်သူတပေါင်းစီကိုမျက်ထောင်နီးနဲ့လှမ်းကြည့်တယ်အဲ့ဒီကောင်ကို3ရက်မဟုတ်ဘူးတလားလောက်ထိတ်တုံးခတ်ခါလိုက်ဗျာတော်တော်ဂျိုးမွေတဲ့ကောင်ဒါမှမှန်ပါအိုးကိုဗလာတော့ကျုပ်သားကိုအဲ့လောက်တော့မုန်းနေတာလားတော့မုန်းတာမဟုတ်ဘူးဒီနွားကအမြဲလိုပြဿနာရှာနေတာမဲခင်ရအိုးဒီသားလေးတယောက်တည်းရှိတာရှာပါစေတော့ကျုပ်အကုန်လိုက်ရှင်းမယ်မင်းသားကိုမင်းမြှောက်ပေးသလိုဖြစ်နေပြီမဲခင်အိုးဖြစ်ပါစေတော်ပြောနေပုံကတော့ဟုတ်နေလို့လားမသိရင်ဒါကတော့သားမဟုတ်တာကြနေတာပဲတပေါင်းအတွင်းနဲ့ဒေါ်ခင်ခင်နဲ့ဥပလာတို့ရံပွဲတဲလူနီနီဖြစ်ကုန်ကြတယ်အေးကွာလှုပ်မင်းတို့တာအမိစိတ်ချမ်းသာရင်ပြီးတာပဲဒေါ်ခင်ခင်ကတားအတွက်ဆိုခင်မွန်းတယ်ကိုပါမချမ်းကြက်တိရိုင်းတကောင်လို့တုံ့ပြန်တဲ့မိခင်ဆိုတာဥပလာကသိနေတော့အများကြားမှာအကျဲ့ကျဲမဖြစ်လို့တဲ့အတွက်စိတ်ကိုလျှော့ချလိုက်ရတယ်သူ့တက်အသက်ငယ်တဲ့ဇနီးတဲ့ကိုတိတ်ချစ်လွန်တာကြောင့်လည်းပါတယ်ကိုဖေမောင်ကျုပ်ပြန်မယ်ဗျာဥပလာကတကြီးဥဖေမောင်ကိုနှုတ်ဆက်လို့ပြန်ထွက်သွားခဲ့တယ်ဒီခါမှာဒေါ်ခင်ခင်ကဥပလာစီကိုမျက်စောင်းလှမ်းထိုးကကြည့်ပြီးတကြီးဥဖေမောင်စီကိုလှမ်းကြည့်တယ်တကြီးသားလေးကိုဘယ်နှရက်အပြစ်ပေးမှလဲရင်3ရက်မခင်3ရက်ပြည့်မှလာထုတ်ချီနည်းနည်းလျှော့ပေးလို့မရဘူးလားတကြီးရဲ့ဟဲ့မခင်နင်သားကပြဿနာလာဆိုင်ုံနဲ့မကဘူးငါ့ကိုပါမချင်မငန်ပြန်ပြောသေးတာဟာဒါဆိုငါဘလောက်တောင်လျှော့ပေါ့ပေးထားလဲနင်းသိတော့ခင်မွန်းတဲ့ကိုသာရန်စွာနိုင်ပေမဲ့တကြီးဥဖေမောင်ကိုတော့ဒေါ်ခင်ခင်ရန်မစွာရဲပါဒါကြောင့်သားဖြစ်သူဘက်ကိုပဲပြန်ကြည့်လိုက်ပြီးအမေသားလေးအားမငယ်နဲ့နော်အမေသားကိုထမင်းကောအိတ်ဖို့ကောလာဖို့မယ်သိလားအမအမေရဲ့ကျုပ်အဆင်ပြေပါတယ်ဗျတပေါင်းကခက်လွယ်လွယ်ပဲပြောတော့ဒေါ်ခင်ခင်ကလက်မခံခေါင်းကိုရမ်းခါလိုက်ပြီးအိုးထိတ်တုံးကြီးနဲ့ကိုဘယ်လိုများအဆင်ပြေမလဲအရင်ကလည်းပဲအမေလာပို့ပေးနေကြပဲအခုလည်းပဲလာပို့ပေးမယ်နော်မိခင်ကိုပြောမရနိုင်မှန်းတပေါင်းသိမိလိုက်တာမို့ခေါင်းကိုသာငိမ့်လိုက်တယ်အမမေရဲ့လာပို့မယ်ဆိုလဲလာပို့နော်အေးအမေလာပို့မယ်ตาကြိုက်တတ်တဲ့စက်သားကာလာသားချက်ကလေးချက်ပြီးတော့လာပို့မယ်ဒေါ်ခင်ခင်လဲတားပြစ်သူကိုစိုးရိမ်စကားတို့ပြောပြီးပြန်သွားခဲ့တယ်တပေါင်းမင်းအမေကိုမြင်လားသားစိုးအမေတပေပေတဲ့ထွက်သွားတဲ့ဒေါ်ခင်ခင်စီကိုမင်းငေါ်ပြပြီးတကြီးဥဖေမောင်ကလှမ်းပြောတယ်ဒီခါတပေါင်းကတကြီးဥဖေမောင်ကိုလှမ်းကြည့်လိုက်ပြီးတကြီးမကောင်းရွာသားထောင်းနဲ့တဲဒီခွေးမသားတကြီးဥဖေမောင်တပေါင်းကိုလှမ်းဆဲတယ်တပေါင်းလဲတကြီးဆဲတာကိုကြားပေမဲ့ဘာမှပြန်မပြောချင်တော့ဘူးလူကြီးတွေကသူတို့ပြောရတာအမှန်ပဲလို့ထင်မြင်နေကြတာကြောင့်ဆက်ပြောလဲသူ့အလုံးမဲ့ဖြစ်မဲ့ဆိုတာကိုသိမိပြီးမကြားတရားမဲ့ပြုတ်လိုက်ပါရင်ခင်းထားတဲ့နှိဖြာကြမ်းကြမ်းထက်စီကိုကြော်ချလှဲအိတ်လိုက်ပါတော့တယ်တပေါင်းရဲ့စိတ်ဝိညာဉ်ကကောင်းငင်ကနေလေးအလင်းလိုပဲဥတီယာတစ်ခုစီကိုလွင့်မျောနေတယ်အနားစီကတိမ်ဆိုင်တွေကိုဟော့တစ်ခုဖြတ်တန်းနေခဲ့ပြီးအောက်စီကိုငုံကြည့်တော့တောင်တန်းများကိုတွေ့ရတယ်တခါတလေရေပြင်ကျဲတွေကိုလည်းတွေ့ရတယ်ဒါတွေကိုကြည့်ပြီးလွင့်မျောနေပုံကအရှိန်အဟွန်အလွန်မြန်နေတယ်လို့တပေါင်းသိရှိရတယ်သူ့စိတ်ထဲမှာမကြခင်အစိမ်းရောင်နန်းဆောင်ကြီးတစ်ခုစီကိုရောက်သွားမယ်ဆိုတာကိုသိမိနေတယ်သူအခုလိုအဖြစ်ကိုကြုံရတာဒါပါနဲ့ဆို3ချိန်မြောက်ပဲမကြလိုက်ပါဘူးအစိမ်းရောင်နန်းဆောင်ကြီးရဲ့
ခမ်းနားလာတဲ့မုတ်တကားကြီးစီကိုရောက်ရှိသွားခဲ့တယ်။တပေါင်းရဲ့လွင်မျောနေတဲ့အဟုန်ကတကားအရှိစီမှာရက်တန့်သွားတယ်။အောက်ကိုတဖြည်းဖြည်းကျလာပြီးခြေစုံရက်မိလိုက်တာနဲ့အစိမ်းရောင်ကြောက်သားတကားချက်ကြီးနှစ်ခုကဖွင့်မဲ့သူမရှိဘဲအလိုလိုပွင့်လို့သွားလေတယ်။တပေါင်းခြေလမ်းတွေကအထက်စီကိုအလိုလိုလှမ်းမိသွားတယ်။အထက်ဘက်ကနေရာထားနေတစ်ခုလုံးကတပေါင်းအတွက်အစိမ်းတက်တက်ဖြစ်မနေပဲရင်းနှီးကျွမ်းဝင်မှုရှိနေသလိုခံစားရလေတယ်။ကြောက်သားလမ်းလေးတိုင်းလျှောက်လာရင်တကားဖွင့်ထားတဲ့နန်းဆောင်ကြီးတစ်ခုစီကိုရောက်ရှိသွားတယ်။တပေါင်းအထက်ကိုလှမ်းဝင်လိုက်ပါတယ်။အခင်းတွေကနံရံတွေကအပြင်စင်တွေအလုံးကရွှေရောင်ကွတ်ထားတဲ့အစိမ်းရောင်တွေသာဖြစ်နေလေတယ်။မြင်ရတာကတော့အလွန့်ကိုပဲခမ်းနားထဲဝါလှတယ်။တယောက်ရောက်ရှိသလား။တပေါင်းအတန်ပြူလိုက်တယ်။အတန်ကနန်းဆောင်ကြီးအထဲမှာဟိန်းထွက်သွားခဲ့ပေမဲ့တစုံတရာတုံ့ပြန်မှုတစ်ခုတောင်ရှိမလာခဲ့ဘူး။တပေါင်းအတွင်းဘက်ကိုဆက်ပြီးလှမ်းဝင်ဖို့လှုံ့ဆော်လိုက်တယ်။ဒီခိုင်မှာပဲသူ့ကိုအနောက်ကနေတစုံတစ်ယောက်ကစောင့်ဆွဲလိုက်တယ်လို့ခံစားရပြီးလူကလေဟာနယ်တဲ့ကိုလွင့်ထွက်သွားရလေတယ်။ဦးရီအသေးတွေလှိုက်ကနေဖြစ်သွားရပြီးတပေါင်းအလန့်တကြားရုန်းကန်လိုက်တယ်။ရုန်းကန်မှုကြောင့်ခြေထောက်ကချုပ်နှောင်ထားတဲ့ထိတ်တုံးကြီးတောင်ဒုံကနေမြောက်တဲ့လူဖြစ်သွားရတယ်။ဟဲ့ကောင်တပေါင်းဘာဖြစ်တာလဲ။နဘေးမှာစောင့်အိတ်တဲ့တကြီးဥဖေမောင်ရဲ့တပည့်စန်တင်ကနိုးလာပြီးထမေးတယ်။တပေါင်းနဲ့စန်တင်ကအသက်မတိမ်မယိမ်းတွေပါ။ငါအိမ်မက်မလို့ကွာ။ဟာအိမ်မက်တာများအဲ့လောက်ထိအော်ရလာကွာ။ငါဖြင့်ဘာဖြစ်မှမသိလို့လန့်သွားတာပဲ။တကြီးတို့တောင်နိုးပြီလားမသိဘူး။အိမ်မုံစုံမွားနဲ့ခေါင်းကိုကုတ်ရင်းပြောတဲ့စန်တင်ကိုကြည့်ပြီးတပေါင်းရီမိလိုက်တယ်။လန့်မနေနဲ့တော့ပြန်အိတ်မင်းတကြီးလည်းပဲစင်အော်တာတောင်နိုးမှာမဟုတ်ဘူး။ဟိုကောင်ငါအပေါ်မှာနိုးနေတယ်နော်။တပေါင်းပြောလိုက်တဲ့စကားဆုံးအိမ်မော်ကတကြီးဥဖေမောင်ကထပြောလိုက်တော့တပေါင်းလဲဇက်ကိုပူလိုက်မိတယ်။တပေါင်းကိုကြည့်ပြီးစန်တင်ကကြိတ်ရဲတယ်။ခွေးမသာကြိတ်ရဲမနေနဲ့။အေးမရဲတော့ဘူးအိတ်ချင်သေးတယ်ငါပြန်အိတ်တော့မယ်။စန်တင်ကတန်းလျားစီမှာပြန်ပြီးအိတ်သွားခဲ့တယ်။တပေါင်းလဲမိခင်ဖြစ်သူလာခင်းပေးထားတဲ့ဆောင်းပေါ်မှာပြန်လှည့်လိုက်တယ်။ရာသီဥတုကနေပူလို့ညချမ်းနဲ့တပေါင်းလားဆိုတော့နဘေးကဆောင်းကိုလဲဆွဲယူလို့ခြုံလိုက်ပါတယ်။တပေါင်းမျက်ဝန်းတွေကတော့ပြန်ပြီးတော့အိတ်မပြောနိုင်ပါ။အိမ်မက်အကြောင်းကိုပြန်ပြီးတွေးကြည့်နေရင်စိတ်ထဲမှာတာမန်မဟုတ်ဘူးလို့ခံစားနေရမိတယ်။ဒီအိမ်မက်တစ်ခုတည်းကိုပဲသူမှတ်နေခဲ့ရတာတစ်ကြိမ်နှစ်ကြိမ်မဟုတ်တော့တဲ့အတွက်လဲတာမန်မဟုတ်ဘူးလို့စိတ်ထဲကခံစားနေမိတယ်။တွေးရင်နောက်ထပ်ထူးခြားမှုတစ်ခုကိုတပေါင်းသတိထားမိလာရပြန်တယ်။ဒါကတော့တခြားမဟုတ်ပါဘူး။ဒီအိမ်မက်ကတပေါင်းပြဿနာရှာရန်ဖြစ်တဲ့ရက်တွေမှာသာထပြီးမြင်မဲ့တတ်တာဖြစ်တယ်။ပြီးတော့သူ့အသက်20ပြည့်ကနီးရပ်ပိုင်းအခြားတွေကြမှမြင်မဲ့လာရတာပါ။ပထမဆုံးအကြိမ်စမှတ်တုန်းကသူတာအေးရဲ့အကိုတာမောင်တို့နဲ့ကြက်ဝိုင်းကိုလိုက်သွားရင်ရန်ဖြစ်ခဲ့တယ်။ညကြတော့ဒီအိမ်မက်ကိုစတင်ပြီးမှတ်ပါတယ်။ဒုတိယအကြိမ်ကျတော့ရွှေကူကြီးဖျားပွဲမှာပွဲစေတိုးရင်အခက်မသင့်ရန်ထဖြစ်ထိုးကြည့်ကြတယ်။ညအိမ်ချိန်ကျတော့အရင်တစ်ခါမှတ်ခဲ့တဲ့အိမ်မက်ကိုပဲထပ်မံမြင်မဲ့ရပြန်တယ်။အခုတစ်ခေါက်ကျတော့ကန်ကြီးသားတို့နဲ့9ယောက်တယောက်ရိုက်ပွဲဖြစ်ခဲ့တယ်။ညရောက်တော့ထိတ်တုံးခက်ခံရရင်အိမ်မက်ကိုမှတ်လေတယ်။ဘလို့အိမ်မက်လဲကွာထုတော့ထုဆန်းနေတယ်။တပေါင်းရေရွတ်လိုက်တယ်ပြီးတော့တောင်အီတွေလျှောက်တွေးရင်အချိန်တော်ကြတော့မျက်ဝန်းများကလေးလံလာကပြန်လဲအိပ်ပျော်သွားခဲ့ရလေတယ်။အိပ်ပျော်စားမှာပဲတပေါင်းတယောက်ဘယ်စီမှမသိတဲ့တောအုပ်စိမ့်စိမ့်တစ်ခုစီကိုရောက်ရှိသွားရပြန်လေတယ်။တပေါင်းအံ့ဩစိမ့်နဲ့ပတ်ဝန်းကျင်ကိုလှည့်ကြည့်မိရင်စူးစမ်းနေတော့သူ့နားတဲ့စီကိုအတန်တစ်ခုကတိုးဝင်လာတယ်။အမောင်အတန်ကချိုသားကြီးပြနေတယ်။အတန်ရှင်ကိုတပေါင်းလှည့်ပတ်ရှာကြည့်ပေမဲ့တစုံတစ်ယောက်ကိုမှမတွေ့ရဘူး။ဒီခိုင်မှာပဲအတန်ကထပ်ပြီးထွက်ပေါ်လာတယ်။အမောင်ဆန္နာအမောင်စီလာခဲ့မယ်နော်။ဘယ်သူလဲအမောင်ဆိုတာကြောက်ကိုခေါ်နေရလား။ဟုတ်တယ်လေအမောင်ရဲ့ဘယ်လိုလဲဆန္နာလာခဲ့ရမလား။အေးလာမယ်ဆိုလဲလာပြီးရင်ငါ့ကိုဒီကနေရာကနေဘယ်လိုပြန်ရမလဲဆိုတာပြောပြပေး။တပေါင်းရဲ့စကားဆုံးမှာသူ့နဘေးဘက်တစ်ပင်တွေကြားစီကအစိမ်းညာအဝတ်နဲ့လှပလွန်းတဲ့မိန်းမငယ်တယောက်ထွက်လာလေတယ်။လှပလွန်းတဲ့မိန်းမငယ်ကိုကြည့်ပြီးတပေါင်းမှင်သက်သွားမိတယ်။ငေးမောကြည့်နေမိချိန်မိန်းမငယ်ကတပေါင်းအနားစီကိုရောက်လာတယ်။အမောင်ဆန္ဒကိုစိုက်ကြည့်နေတာဘာကြောင့်လဲယင်ဆန္ဒကိုများမှတ်မိနေလို့လားမိန်းမငယ်ကမေးလိုက်ပါမှတပေါင်းလဲတတိဝင်လာရပြီးပြပြတလဲနဲ့ခေါင်းကိုခါရမ်းလိုက်ရတယ်။မမှတ်မိပါဘူးမင်းကိုကြုတ်တိလည်းတိမနေဘူး
တပေါင်းစကားဆုံးမိမငယ်ကနှစ်လိုပွဲကောင်းအောင်ပဲကြည်လင်ဝင်းပစွာနဲ့ပြုံးလိုက်တယ်အင်းပေါ်အမောင်ကလူသားဖြစ်နေတော့ဆန္ဒကိုဘယ်မှတ်မိပါမလဲမိမငယ်ရဲ့ပြောကြောင့်တပေါင်းမျက်ခုံးတွေပင့်တက်သွားရတယ်ငါကလူသားဖြစ်နေတာဆိုတော့မင်းကရောဘာကြီးလဲဒါကတော့ဆန္ဒပြောပြလို့မရသေးဘူးအမောင်ဘက်ကအချိန်ကြာလာရင်တော့အားလုံးကိုတီခွင်ရပြီးလူလောကကိုဘာကြောင့်လာခဲ့ရလဲဆိုတာကိုပါတီခွင်ရလိမ့်မယ်မင်းအခုပြောပြစမ်းမှာကျုပ်သိချင်နေပြီလို့အခုနေပြောပြရင်အမောင်အတွက်အရာရာကကမောက်ကမောက်တွေဖြစ်လာရလိမ့်မယ်ဒါကြောင့်ဆန္ဒမပြောလို့ဘူးပြီးတော့အမောင်လည်းပဲမကြခင်မှာအားလုံးသိရတော့မှာပဲကိုမင်းပြောနေတာတွေငါတခုမှနားမလည်မိဘူးပြီးတော့ငါကဘာကြောင့်မင်းရဲ့အမောင်ဖြစ်နေတယ်ဆိုတာပို့ပြီးနားမလည်မိဘူး။အော်အမောင်ရဲ့မကြခင်မှာသိရတော့မှာပါလို့ဆန္ဒကပြောနေပြီပဲဥစ္စာအခုကဆန္ဒအမောင်ကိုလွမ်းလွန်းလို့တတ်မှတ်ချက်မပြည့်ခင်အဖဖျားစီမှာမရမကခွင့်တောင်းပြီးလာကြည့်တာဟင်ဒါဖြင့်မင်းကျုပ်စီကိုနောက်ထပ်မလာဖြစ်တော့ဘူးပေါ့ဟင်အမောင်ကဆန္ဒကိုလာစေခြင်းလို့ဒီမိကုန်းကိုမေးလိုက်တာလားတပေါင်းကောင်းကိုခါရမ်းလိုက်တယ်မဟုတ်ပါဘူးမရမကခွင့်တောင်းလာရတယ်ဆိုလို့မင်းကိုဒီတိုင်းမေးလိုက်တာမင်းမငယ်ကရဲသွားတယ်ဟုတ်တယ်ဆန္ဒတို့အားလုံးကအမောင်ဘက်ကတတ်မှတ်ရက်ကိုရောက်ရှိပြီဆိုမှလာလို့ရမှာဒါပေမဲ့လည်းအမောင်စိတ်မပူပါနဲ့ဆန္ဒသူတို့မသိအောင်မကြာခဏခိုးပြီးလာခဲ့မယ်နော်မလာပါနဲ့တပေါင်းကပိတ်ပင်လိုက်တယ်ဒီခါမင်းမငယ်ကခေါင်းကိုရမ်းခါလိုက်ပြီးမရပါဘူးဆန္ဒကလာမယ်ဆိုလားကိုလာမှာအခုတော့ဆန္ဒပြန်ရတော့မယ်သွားတော့မယ်နော်အမောင်ဆန္ဒဆိုတဲ့မင်းမငယ်ကတပေါင်းကိုနှုတ်ဆက်ပြီးသူမထွက်လာရတော်ရန်ထဲကိုပြန်လဲလို့ပြေးထွက်သွားပါတယ်တပေါင်းလဲအတွေးတွေနဲ့ကြံရည်ရလေတယ်ဆန္ဒတော်ရန်ထဲရောက်သွားချိန်ကျမှတပေါင်းလဲအပြန်လန်းကိုမေးရမယ့်အရေးသတိရမိရတယ်ဟေးဆန္ဒမေးမြန်းမှုအတွက်မင်းမငယ်ကိုလှမ်းကြည့်ရင်တပေါင်းអော်လိုက်မိတယ်မင်းမငယ်ကတော့တပေါင်းကိုလုံးဝလှည့်မကြည့်တော့ပါအရှိကိုဆက်လက်ပြေးသွားရင်တော်ရန်ထဲကိုဝင်ရောက်ခါပျောက်ကွယ်သွားခဲ့ပါတယ်တပေါင်းနေမြင့်နေပြီဖြစ်ပေမဲ့ထိတ်တုံးစီမှာမျက်နာဆောင်အုပ်ပြီးအိတ်ဆက်နေစေဖြစ်တဲ့တပေါင်းကိုတကြီးဥဖေမောင်ကနှိုးလိုက်တယ်တပေါင်းကပြန်မထူပါဆောင်းကိုသာဖဲလို့အိတ်မုံစုံမွားနဲ့ထကြည့်လေတယ်ထတော့မင်းကိုထိတ်တုံးကလွတ်ပြီတပေါင်းမထပါဆောင်းကိုမျက်နာပြန်အုပ်ပြီးအိတ်လိုက်တယ်ဟာဟိတ်ကောင်မင်းမထဘူးလားမထချင်သေးဘူးတကြီးဟာဒီကောင်မင်းကိုထိတ်တုံးကလွတ်တော့မှာလို့ပြောနေတယ်လေအိတ်ချင်တယ်လို့ပါတကြီးဟာတပေါင်းကပြန်လဲအိတ်လေတယ်ဟဲ့ကောင်မရဘူးထမင်းအိတ်ချင်ရင်အိမ်ရောက်မှအိတ်တပေါင်းခေါင်းကိုကုတ်ပြီးထလာတယ်တကြီးကလည်းဗျာကျုပ်အိတ်ချင်သေးလို့ပါဆိုဟဲ့ကောင်မအိတ်နဲ့တော့စံတင်ဒီကောင်ကိုထိတ်တုံးဖွင့်ပေးလိုက်ဘလို့ဖြစ်တာလဲဗျာပြောတော့3ရက်ဆိုပြီးအခုမှ1ရက်ပဲရှိသေးတာကိုဟဲ့ကောင်ပေရှေးမနေနဲ့မနက်ကငါအော်ရိုတစုငါစီရောက်လာပြီးပြောပြတယ်ဟိုနေ့ကငါဒေါသထွက်နေလို့မပြောပြတာတဲ့သူတို့ကဘာပြောလို့လဲမင်းကိုကန်ကြီးကကောင်တွေကအုပ်လိုက်ဝိုင်းရိုက်ကြတာဆိုဟုတ်တယ်လေငါအော်ရိုရောက်လာမှအဲ့ဒီကောင်တွေပြေးတာတဲ့ဒါကိုမြဟိုခွေးမသားငွေတို့ကငါစီတိုင်စာပို့နေသေးတယ်တကြီးဥဖေမောင်ကကန်ကြီးရွာတကြီးကိုဒေါသတကြီးနဲ့မိတွန်းတောက်တီးလိုက်တယ်စံတင်ကထိတ်တုံးကိုဖွင့်ပြီးတော့တပေါင်းလဲထိတ်တုံးစီကထွက်လိုက်တယ်ပြီးတော့တကိုယ်လုံးတောင့်တင်းနေတဲ့အတွက်အညောင်းညာဆန့်ပြီးအကြောချင်တွေကိုလျှော့လိုက်တယ်ဒီခိုင်မှာပဲတပေါင်းရဲ့မိခင်ဒေါ်ခင်ကတားဖြစ်သူအတွက်မနှက်စာဖြစ်တဲ့ထမင်းညံ့ကြီးဆွဲပြီးရောက်လာပါကောအမေအိမ်ပြန်ကြမယ်ဟေးငါသားလေးလွတ်ပြီလားလွတ်ပြီလို့ပြောတာပဲအမေရတပေါင်းကခေါင်းကစပင်တွေကိုကုတ်ဖွာရင်ပြောလိတယ်ဒီခါဒေါ်ခင်ကဝမ်းသာအားရဖြစ်သွားရလေပြီးအမလီအမေသားလေးလွတ်ပြီဆိုတော့အမေဖြင့်ဝမ်းသာလိုက်တာတော့ဒေါ်ခင်တယောက်ဝမ်းသာအားရဖြစ်ပြီးလက်ထဲကထမင်းကြိုင်ကြီးကိုပစ်ချလို့တားဖြစ်သူကိုဖက်လိုက်တယ်ထမင်းကြိုင်ကြီးမှောက်ကြတော့တပေါင်းကအမေထမင်းကြိုင်ကြီးမှောက်ကြသွားပြီလေအိုးကြပါစေရတယ်အမေသားလာပဲဟာမှအရေးမကြီးဘူးဒေါ်ခင်ကသူ့အသက်တမျှချစ်ရတဲ့တားဖြစ်သူကိုမှွေကျူနှမ်းရှိုက်တယ်တပေါင်းတို့စိုးနေတာလည်းမပြောနဲ့အမေဖြစ်သူကကိုအလိုလိုက်နေတာပဲတကြီးဥဖေမောင်မှတ်ချက်ပြုတယ်တပေါင်းတို့သားမိခြံထဲကနေဘာမပြောညာမပြောနဲ့လှန့်ထွက်သွားကြတယ်အကြီးလေးဒီမှာအိယာခင်းတွေကကောထားလိုက်စံတင်ရေခဏနေမှတာအေးကိုအကြီးလေးလာသိမ်းခန့်လိုက်မယ်အော်ဟုတ်ဒေါ်ခင်ကစံတင်ကိုပြောပြီးတာနဲ့မစီမဆိုင်တကြီးဥဖေမောင်ကိုမျက်စောင်းခဲလို့ကြည့်သွားခဲ့တယ်သဘောကတော့
သားဖြစ်သူကိုထိတ်တုံးခတ်တာအတွက်မကြေနပ်တဲ့သဘောပါဒီမိန်းမတကယ်မလွယ်ဘူးကွာတကြီးဥဖေမောင်မှတ်ချက်ချမိတယ်ဒီချိန်မှာတော့တပေါင်းတို့သားမိဟာခြံဝန်းထဲကနေထွက်ခွာသွားခဲ့ပါပြီတပေါင်းထိတ်တုံးကလွတ်ပြီးနောက်တရက်မှာရွာနေရွာကြားကဖယားမှာသတင်းသုံးနေတဲ့အရှင်ဇနီးရကအခေါ်ရှိလာတယ်တပေါင်းလဲตาအေးနဲ့အတူဖယားကိုထွက်လာခဲ့လိုက်တယ်လမ်းမှာရွှေမီတို့အပြိုမတတိုင်းနဲ့တွေ့တော့တပေါင်းကိုမျက်စိကျနေတဲ့အပြိုမတွေကနှုတ်ဆက်ခေါ်ပြောနေသေးတယ်တပေါင်းကဘသူကိုမှဂယုမဆိုင်မတုံ့ပြန်ตาအေးကအလိုက်ထိုက်တုံ့ပြန်ရတယ်ရွှေမီတို့အနာကနေဆက်ပြီးထွက်လာတော့ตาအေးကတပေါင်းကိုပြောတယ်တပေါင်းဟေးตาအေးမင်းရွှေမီတို့လိုလှတာပတာလေးတွေကိုစိတ်ဝင်စားဘူးလားဟင်ငါစိတ်ဝင်စားဘူးตาအေးခေါင်းကိုအตาရမ်းပြီးတပေါင်းပြောတော့ตาအေးကဟာကွာဟိုဟာတွေကမင်းကိုမျက်စိကျနေတာမင်းနေရာမှာငါသာဆိုရင်တော့ကွာမစားရဝါကမန်းပြောနေတဲ့ตาအေးရဲ့စကားတွေကိုတပေါင်းမတုံ့ပြန်ဘူးဘာကြောင့်မှန်းတော့မသိခြေလန်းကိုဆက်လန်းရင်စိတ်ထဲမှာအိမ်မက်ထဲကဆန္နာဆိုတဲ့မိမငယ်ကိုသတိရမိသွားရတယ်တပေါင်းမင်းဘာတွေတွေးနေတာလဲအတွေ့တဲ့ခဏနစ်နေပြီးလမ်းလျှောက်နေတဲ့တပေါင်းကိုตาအေးကမေးလိုက်တယ်တပေါင်းကတစ်ချက်ပြုံးမိသွားတယ်ဒါကိုตาအေးကမြင်တော့ဟောကွာမေးတာကြမဖြစ်ပဲထပြုံးနေတယ်ဆိုတော့မင်းဟာကဟုတ်တော့မဟုတ်သေးဘူးဟဲ့ကောင်တပေါင်းပြောမင်းဘဲကောင်မလေးကြောင့်တွေးနေတာလဲမတွေးပါဘူးကွာတပေါင်းမင်းမဝါစမ်းနဲ့ကွာမင်းပြုံးနေတဲ့အပြုံးကตาမှန်မဟုတ်ဘူးဆိုတာငါသိတယ်ဒါကအိတ်ထီရတွေအတွက်တီးတဲ့အပြုံးမျိုးကွာဟာตาအေးမင်းကကျွမ်းကျင်လာကြည်လားကွာဟဲငါကလူရည်လဲတယ်လေကွာကဲပါကွာမင်းပြောစမ်းဘယ်ကောင်မလေးတွေပြုံးတာလဲအိမ်မထဲကကောင်မလေးကွာနာမည်ကဆန္နာတဲ့ဟေးမင်းဟာကြီးကလည်းကွာဟုတ်တယ်ตาအေးရအဲ့ဒီမင်းကလေးကငါမြင်ဘူးသမျှထဲမှာအလှဆုံးပဲအစိမ်းရောင်အဝတ်စားနဲ့စပင်ကြီးကလည်းအရှိကြီးပဲမမြစိန်လည်းဖြစ်နေပါဦးမယ်ကွာမဟုတ်တယ်မဟုတ်ကွာမမြစိန်ကအသက်ကြီးနေလောက်ပြီဒီဟာကငငယ်လေးကွာကလေးလေးလားဟာနင့်မေကြီးတော့ငါအဲ့ဒီလိုတွေးနေမှာတော့ကလေးလေးဖြစ်တော့မလားကွာမသိဘူးလေကွာနှစ်ယောက်သားစကားပြောရင်ဖျားနာကိုရောက်လာကြတယ်ဒီခါမှာတစ်ဖက်ကကန်ကြီးရွာကတပေါင်းနဲ့ရန်ဖြစ်ထားသူညွန့်ဝေတို့အုပ်စုကလည်းရောက်လာကြတယ်တပေါင်းကိုမြင်တော့ညွန့်ဝေတို့ကဘူးကြည့်ကြည့်တယ်တပေါင်းဒီကောင်တွေကရောက်လာတာပဲကွာရောက်တော့ဘာဖြစ်တယ်လဲကွာငါထင်တာမမှားဘူးဆိုရင်တော့အရှင်ဇနီးရကမင်းတို့ကိုခေါ်တာရန်ဖြစ်တဲ့ကိစ္စအတွက်ပဲဖြစ်မယ်ထင်တယ်ဟုတ်မှာပေါ့ကွာတပေါင်းကခပ်ပေါ်ပေါ်ပဲဖြေပြီးသူတို့ကိုရက်ကြည့်နေတဲ့ညွန့်ဝေတို့အရှိကနေဖျားတဲ့ကိုဝင်သွားခဲ့လေတယ်ตาအေးကတပေါင်းအနောက်ကနေကွယ်ပြီးလိုက်သွားတယ်ဖျားဘော်ကိုရောက်တော့နှစ်ယောက်သားအရှင်ဇနီးရအရှိကိုသွားကဝတ်တွားပြီးဥချလိုက်ကြခြင်းညွန့်ဝေတို့လည်းအနားကိုရောက်လာပြီးတပေါင်းတို့နီးတူဝတ်တွားဥချလေတယ်အကုန်လုံးဥချကြော့ပြီးချင်းကြအရှင်ဇနီးရကအားလုံးကိုဝိဝိုက်ကြီးကတကားလေးတို့ကိုဖုန်ကြီးကဘာကြောင့်ခေါ်ရတယ်လဲသိလားမသိပါဘူးဖျားအကုန်လုံးကတညီတညွတ်သေးဖြေတော့အရှင်ဇနီးရကအင်းလေမသိဘူးဆိုတော့လဲထားပါတော့ဖုန်ကြီးပဲပြောပြပေးမယ်တင်မဖျားတကားလေးတို့ဟိုးတနေ့ကရန်ဖြစ်တဲ့ကိစ္စအတွက်ဖုန်ကြီးကခေါ်လိုက်တာတင်မဖျားတပေါင်းပါဝင်အားလုံးကခက်ရွရွဖြစ်ကုန်ကြပြီးလျှောက်တော့အရှင်ဇနီးရကဘဲအတွက်ကြောင့်များရန်ဖြစ်ကြတယ်လေတကားလေးတို့ရဲ့အဲ့ဒါကဒီကောင်အရင်ရွာထိလာပြီးစော်ကားလို့ပါဖျားအရှင်ဇနီးရရဲ့မိန်ကြားမှုအဆုံးမှာပဲညွန့်ဝေကတပေါင်းကိုလက်ညှိုးထိုးပြီးထပြောလေတယ်မင်းတို့ကငါတို့ရွာကိုစကားနဲ့အရင်ရန်စတာလေကွာတပေါင်းကဘာမှပြန်မပြောတာကြောင့်ตาအေးကထကတုံ့ပြန်ပြောလေတယ်ဒီခါနှစ်ဖက်အချင်းထားများမဲ့အခြေအနေကဖြစ်ပေါ်လာတယ်ဒါကြောင့်ပဲအရှင်ဇနီးရကနဘေးကကျိန်လုံးကိုထဆွဲကကျမ်းပင်ကိုတဖြန်းဖြန်းပုတ်လိုက်ရတယ်ကျိန်တန်ကိုကြားတော့အခြေတင်ရန်ဖြစ်လို့တာဆူနေတဲ့တပေါင်းတို့အားလုံးကိုလည်းငြိမ်သက်ကုန်ကြရတယ်ဟဲ့တကားလေးတို့နင်းတို့ကိုဖုန်ကြီးခေါ်ရတာကရန်ဖြစ်တာကိုသိမြတ်အောင်တရားဟောမလို့ခေါ်တာဗတ်နယ်ကြောင့်ဖုန်ကြီးအရှိမလာပြီးရန်ထဖြစ်နေရတာတော့အရှင်ဘုရားကမေးလို့တပည့်တော်တို့ကဖြေတာပါဗျာညွန့်ဝေကထပြောတယ်ဖုန်ကြီးကတကားလေးတို့ကိုမေးတာမဟုတ်ဘူးလေကွယ်ဘဲအတွက်ရန်ဖြစ်တယ်လဲဆိုတာကနေစကားပလင်စခန်းတာတပည့်တော်မသိလို့ပါဗျာညွန့်ဝေပြန်ငိန်သွားရတယ်ဒီခါအရှင်ဇနီးရကဆက်ပြောတယ်တကားလေးတို့ရန်ဖြစ်ကြတာဘလို့ကနေဘလို့ဖြစ်တယ်ဆိုတာကိုဖုန်ကြီးကသိပြီးပြီဘဲကနေစတင်နေဆိုတာကိုလည်းဖုန်ကြီးသိထားတယ်ဒါပေမဲ့လည်းဖြစ်ခဲ့တာတွေကဖြစ်ခဲ့ပြီးပြီအဲ့ဒါကိုပြန်ပြီးအစဆွဲထုတ်နေတော့ကောဘာထူးမှလဲဟုတ်တယ်မလားဟုတ်ပါတယ်ဖေ။အေးအဲ့ဒီတော့နောက်ထပ်မဖြစ်စေဖို့ဖုန်ကြီးကမေတ္တာရက်ခံတယ်
တကားလေးတို့ရွာနှစ်ရွာကဟိုးရှိကလေးကတရွာနဲ့တရွာမသိမမြတ်ဖြစ်လာကြတာဒါကလည်းပဲပြောရရင်တကားဆန်ကြီးရဲ့မိန်းကလေးကိုတကားဆန်လေးကယူတကားဆန်လေးရဲ့မိန်းကလေးကိုတကားဆန်ကြီးကယူထားကြပြီးတဏှာကိစ္စနဲ့ကိလေသာအရှုပ်ထွေးတွေကြောင့်ရွာနှစ်ရွာကြားမသိမြတ်ရာကစတာပဲတကယ်တမ်းတွေးကြည့်ရင်ဘာမှဟုတ်မနေဘူးသူတို့ရဲ့နှလုံးသားကြီးရာကိုတကားလေးတို့လိုနှောင်းလူတွေစီကိုစင့်ကမ်းသွားခဲ့တော့အခုလိုပြဿနာတွေတက်လာခဲ့ရတာပဲဟုတ်ရဲ့လားဟုတ်ပါတယ်ဖေ။အဲ့ဒီတော့ဘုန်းကြီးကအခုဒီရွာနှစ်ရွာကိုပြန်ပြီးသိမြတ်အောင်စူးစမ်းနေတာဒါကိုတကားလေးတို့ကရံပွဲထက်ဖြစ်ကြတယ်ဆိုတော့မှားတယ်လို့မထင်ကြဘူးလားထင်ပါတယ်ဖေ။အကုန်လုံးလဲနှစ်ရွာစလုံးကစိတ်ကပ်ကိုးကွယ်ကြတဲ့အရှင်ဇနီးရဲ့အမိန့်စကားတွေကိုယိုကျိုးစွာနဲ့ပဲလိုက်ပါလို့ဖြေဆိုကြတယ်အဲ့ဒီတော့တကားလေးတို့နောက်ရံမဖြစ်ရအောင်ဘုန်းကြီးကကိုယ်တိုလဲရအပြစ်လဲကြေးဆိုပြီးစီစဉ်ပေးမယ်အရှင်ဇနီးကအားလုံးကိုအပြစ်ပေးမဲ့စကားကိုစတင်လာတယ်ဒီခါမှာတပေါင်းကမနေနိုင်တော့ပဲအရှင်ဖေတပည့်တော်ကတိတ်တုံးခတ်ပြီးအပြစ်ပေးဆက်ပြီးပါပြီဖေအရှင်ဇနီးကတပေါင်းကိုကြည့်လာတယ်ဟဲ့တကားလေးတပေါင်းဒီကိစ္စကိုနင်ငင်းရင်တခြားတနည်းနဲ့အဖြစ်ငါကကြိမ်လုံးစာကြွရမလားပြောအရှင်ဖေအဲ့ဒီလိုတော့မလုပ်ပါနဲ့အဲ့ဒါဆိုငါပေးမဲ့အပြစ်ကိုတာတာကြီးခံယူကြည်တင်ပါဖေတပေါင်းငိန်သွားတော့အရှင်ဇနီးကလည်းအကုန်လုံးကိုဖះအနောက်ဘက်စီကိုခေါ်လာခဲ့လိုက်တယ်တကားလေးတို့ဟိုးမှမျက်ရိုင်းတွေပေါက်နေတာတွေ့လားအဲ့ဒါကိုဘုန်းကြီးကတယောက်ကို10တောင်ရှင်းခိုင်းနေတာဒီကတကားလေးတို့အားလုံးက6ကွက်ဆိုတော့အတောင်60ဖြစ်လိမ့်မယ်အဲ့ဒါကို3ရက်တွင်တကားလေးတို့အစဉ်ပြေမရက်ကိုလာရှင်းကြတင်ပါဖေတပည့်တော်တို့လုပ်ပါမယ်ဖေအရှင်ဇနီးကပေးတဲ့အပြစ်နေရာကိုတတ်မှတ်ခံယူပြီးနောက်မှာတော့အကုန်လုံးကဖះစီကနေစုပြုံလို့ပြန်ထွက်လာကြတယ်ဖះမော်ဦးထိပ်ကိုရောက်လေတော့တပေါင်းတို့ကညောင်ငံကိုပြန်တယ်ညွန့်ဝေတို့ကကန်ကြီးကိုပြန်ကြတယ်ပြန်ကြတယ်တစ်ဖက်နဲ့တစ်ဖက်တော့တိတ်ပြီးကြည်နေကြတယ်မဟုတ်ဘူးဘူးကြီးကြည်ရင်လှည့်ပြန်ကြတယ်ပုံမှန်ဆိုရင်တော့သူတို့ရန်ဖြစ်ကြပါလိမ့်မယ်အခုကတော့အရှင်ဇနီးရပေးတဲ့မြေကွက်တောင်အစမပြောရသေးဘူးဆိုတော့ဘယ်သူကရန်ဖြစ်ဖို့တွေးတော့ပါအောင်မလဲနောက်တနေ့မနေ့မှာတော့အရှင်ဇနီးရပေးတဲ့မြက်ကွက်ကိုတပေါင်းကရွာထဲကလူ9ယောက်ငှားပြီးရှင်းလင်းလိုက်တယ်ငှားရန်ထားသူတွေကမျက်ပေါက်နေချိန်မှာတပေါင်းကအမေဖြစ်သူထည့်ပေးလိုက်တဲ့အကျော်နဲ့ကောင်းချင်းမောင်းကိုရင်းနှွေးချက်နဲ့ထိုင်စားလို့နေတယ်အချိန်တော်ကြာတော့အဝေးစီကအရှင်ဇနီးရကြော်လာတာကိုတပေါင်းမြင်မိတယ်ဒီခါမှာတော့ကောင်းချင်းမောင်းစားနေရကကောက်ကနေထားပြီးသူကမျက်တွေထားပေါက်ပြီးငှားထားသူ9ယောက်ကိုနဘေးကိုင်းတော့တဲ့စီကိုဝင်ပုံခိုင်းလိတယ်အရှင်ဇနီးကအနားကိုရောက်တော့တပေါင်းတယောက်တည်းမျက်ပေါက်ရှင်းလင်းနေတာကိုမြင်ပြီးပြုံးဆဆဖြစ်သွားတယ်တကားလေးတယောက်တည်းပဲလားတင်မဖေတပည့်တော်တယောက်တည်းပါကန်ကြီးသားတွေကတော့မနှက်ပြန်လာရှင်းကြလိမ့်မယ်တင်မဖေတပည့်တော်တော့အပြစ်စောစောကြည်ကြည်မိလို့ဒီနေ့ကိုပဲလာရှင်းလိုက်တာပါဖေတာဓုကွယ်တာဓုအရှင်ဇနီးကတာဓုခေါ်တော့တပေါင်းကလက်အုပ်ကိုချီလို့ယိုကျိုးလေတယ်အရှင်ဇနီးကပတ်ဝန်းကျင်ကိုတစ်ချက်ဝေးဝိုင်းလို့ကြည့်လိုက်တယ်ပြီးတော့တပေါင်းကိုပြန်ကြည့်ကတကားလေးတယောက်တည်းဆိုတော့လေအလုံးလုံးရတာပြင်းနေမှာပေါ့ရပါတယ်ဖေတပည့်တော်မပြင်းပါဘူးဖေမဟုတ်တာပဲတကားလေးရဲ့ဘုန်းကြီးလဲကိုလက်လှုပ်ရှားလေးဖြစ်အောင်တကားလေးကိုမျက်ကျုံးကူပါမယ်တပေါင်းအကြက်ရိုက်သွားရတယ်အရှင်ဇနီးကသာမသွားရင်သူ့ငှားရမ်းထားသူတွေကပုံကွယ်ရာကထွက်လာလို့ရမှာမဟုတ်ဘူးလေဒီတော့သူကသာမျက်ကိုအပီးတိုင်ရှင်းလင်းရလိမ့်မယ်ကဲတကားလေးလှုပ်ရှားရှိတာလှုပ်တော့တပေါင်းတယောက်တင်မဖျားတောင်မဖြေနိုင်တော့ဘူးခေါင်းကိုသာတွင်ကုန်မိရင်လက်ကပေါက်တူးကိုကင်ကမျက်များကိုရှင်းလင်းရပါတော့တယ်အချိန်ခဏကြာတော့တပေါင်းမောပြီးဒါပေမဲ့အရှင်ဇနီးကမပြန်ဘူးမျက်များကိုတိမ့်ယူပြီးတစ်ဖက်ကကြောက်ထဲကိုပစ်ချတယ်အရှင်ဇနီးတိမ့်ဆဲတာပိုလို့မြန်နေတော့တပေါင်းခမညာမနှဲလိုက်မိအောင်မနာတဲ့မျက်ပေါက်နေရတယ်တကားလေးမောပြီလားမောပါတယ်ဖေမောရင်တခဏနားကွယ်တင်မဖေတပေါင်းလဲနေရာမှာတင်ပေါက်တူးကိုပစ်ချပြီးထိုင်နားမိလိုက်တယ်မိခင်ထည့်ပေးလိုက်တဲ့အကျော်နဲ့ကောင်းချင်းကိုလည်းသတိမရနိုင်တော့သလိုအနားကိုလည်းမသွားနိုင်တော့ဘူးအရှင်ဇနီးကတော့တပေါင်းကိုပြုံးဆဆနဲ့ကြီးပြီးဒီနှစ်ဒီနေရာမှာနိဗ္ဗာန်ဆွေပွဲကျင်းပပေးဖို့ဘုန်းကြီးကစီစဉ်ထားတယ်အစားကရွာတွေကလူတွေကိုလှုပ်အားပေးခေါ်မလို့ပဲအခုတကားလေးတို့ကလှုပ်ပေးလာတော့ကုသိုလ်တွေအများကြီးရပြီပေါ့တင်ပါဗျာတပေါင်းစိတ်ထဲအရှင်ဇနီးကိုမကြည်နဲ့ပါတုံပြန်မှုကိုခက်ပြက်ပြက်သာပြောလိတယ်
ကိုင်တော်တွေကပုံအောင်နေကြတဲ့ဖိုးမောင်တို့ကတပေါင်းစီကိုချောင်းကြည့်ရင်ဘလို့လုပ်ရမလဲဆိုတဲ့သဘောနဲ့မိတ်ဆက်ပြတယ်။တပေါင်းမျက်နှာကိုရှုံမဲ့လိုက်ရပါတယ်။ခေါင်းကိုခါရမ်းပြတ်လိုက်တယ်။ဖိုးမောင်တို့လည်းပဲစိတ်ပြတ်သွားကြရတယ်။တပေါင်းစီကငွေရရင်တတော်ကိုသူတို့အားလုံးသွားကြဖို့စီစဉ်ထားတယ်လေ။အခုတော့သူတို့စီစဉ်ထားသမျှကပြတ်သုံးရပြီပေါ့။တပေါင်းလည်းအရှင်ဇနီးယားနဲ့တူမြက်တွေကိုနေ့တစ်ပိုင်းကြာရှင်းလင်းခဲ့ရတယ်။မြက်များအားလုံးပြီးစီးချိန်ကြတော့တပေါင်းတယောက်ရှာထွက်လို့ခြေကုံလက်ပန်းကြရပြီ။အရှင်ဇနီးယားကတပေါင်းကိုပြန်တော့ပြောပြီးဖျားပေါ်ကိုတက်သွားတယ်။တပေါင်းပြန်ဖို့တိမ်စီနေတော့မှတာအေးတယောက်ကတော့ကမျောနဲ့ရောက်ချလာတယ်။ဟာတပေါင်းပြီးသွားပြီလား။အေးမင်းဖိုးမောင်တို့ကိုခေါ်သွားတယ်ဆိုတာနဲ့ငါမလိုက်လာတော့ပဲအဘကလဲတဲ့ကောက်ရိုးလက်တက်ခိုင်းလို့သွားတိုက်ပေးနေတာကွ။တာအေးကရှေ့နောက်မကြည့်ပဲပြောချတော့တပေါင်းမှာအရှင်ဇနီးယားဘက်ကိုမတိမတာမင်းငေါပြရင်တာအေးကိုမျက်လုံးပြူပြရတယ်။တာအေးလည်းစက်ပူသွားရတယ်။အရှင်ဇနီးယားကတော့သူတို့ကိုကြည့်ပြီးပြုံးဆဆနဲ့တကယ်တော့တပေါင်းလူငှားပြီးလုပ်တာကိုအရှင်ဇနီးယားသိပါတယ်။ဒါကြောင့်တမင်သူကိုယ်တိုင်ဝဲလုံရင်တပေါင်းကိုကိုယ်တိုင်လုပ်စေတာဖြစ်တယ်။တာအေးကတပေါင်းအနာစီကိုလာပြီးပစ္စည်းတို့ကိုတင်စီကူလေတယ်။ဟိုကောင်တွေနည်းနည်းပဲလုပ်လိုက်ရတယ်။ကျန်တာငါကြီးပဲပေါက်ရတာကွာ။ဟေးဘလို့ဖြစ်တာလဲ။ဘလို့ဖြစ်ရမလဲ။ဖုန်ကြီးကငါစီရောက်လာပြီးသူ့ပါဝင်လုံနေတာကိုမင်းနဲ့ကွာဖြစ်မှဖြစ်ရလေ။နှစ်ယောက်သားဖျားပရဝုံတွေကနေပြန်ထွက်လာခဲ့ကြတယ်။ကိုင်တော်တွေကဖိုးမောင်တို့ကတော့သူတို့အစီအစဉ်နဲ့သူတို့ပြန်ထွက်လာကြပါလိမ့်မယ်။တပေါင်းတို့နှစ်ယောက်ထွက်သွားတော့အရှင်ဇနီးယားကတပေါင်းကိုအနောက်ကနေလှမ်းကြည့်တယ်။မဟာပုံနကကြီးတောင်ဘာလို့နဲ့မကြခင်တာဝန်တွေပခုံးထမ်းရတော့မှာပါလား။အရှင်ဇနီးယားတီတိုးရေရွတ်လိုက်တယ်။ဒီရေရွတ်တန်ကိုတော့တခြားသူတို့ကကြားနိုင်မယ်မထင်ပါ။ဆက်လက်ပြီးအပိုင်းနှစ်ကိုစောင့်မျှော်အားပေးကြပါအောင်နော်။နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရရှင်။